ဘီတင်ဆက်တွေမှာကျွန်တော်တို့ချီကြော်ချီပြက်ဖြစ်လို့ဒါမှမဟုတ်ချီမကောက်လို့ဆိုရင်ကျွန်တော်တိုင်မင်ချင်းသာရှိမယ်ပေါ့နော်အဲ့တော့စတိုင်းမှာတိုင်မင်ချင်းပြရပေါ့နော်အတိုင်းနေမင်တိုင်မင်ချင်းပြရဲပြီးရင်ကျွန်တော်လာချမ်းတိုင်မင်ဒီဟူဘက်လက်ဆိုလဲဟူလွန်ဘက်လက်ဆိုလဲလွန်ဘက်လက်ပေါ့နော်လွန်တိုင်မင်ဟူခွက်တိုင်မင်ချင်းပြရပေါ့နော်ဟူချင်းပြရအခေါ်ပေါ်တဲ့နည်းငယ်ကွဲပြားတာရှိလိမ့်မယ်ကျွန်တော်တို့ချင်းပြရမှာနှစ်ခုရှိရပေါ့နော်ဒီအဲ့တစ်ခုချင်းပြရမယ်ပြီးအောက်ကဒီလွန်ဆန်တဲ့နေရာဟာချင်းပြရရှိမယ်ပေါ့နော်အဲ့တော့ချိန်သားတော့ကျွန်တော်တို့ချိန်သားတော့တခုတည်းချိန်လို့တော့မရအောင်နော်ဟိုအတိုင်းနေမြင်ရင်ကြည့်ပြရမယ်ချီမကောက်တော့ဘူးချီကြောနေတဲ့ဒါမှချီခဏပြက်တဲ့ထဲမှာဒီတစ်ချက်ပါတယ်နော်ကျွန်တော်ချီပြက်ခြင်းအကြောင်းလေး၃ခုတည်းမှာကျွန်တော်နောက်ဆုံးတစ်ချက်ကဒီကောင်ပေါ့နော်ဒီတိုင်မင်ချိန်သားမှားရင်လည်းကျွန်တော်ချီပြက်တယ်ဆိုပြီးကျွန်တော်တိုင်မင်ချင်းမယ်ဆိုပြီးပြောရပါတော့နော်အဲ့တော့အရင်ဆုံးကျွန်တော်ဗီဒီယိုဆက်တွေမှာဆိုရင်ကျွန်တော်ဒါဆိုရင်ကျွန်တော်အကုန်ဖြုတ်လာလို့ရှင်းလင်းမြင်အောင်เนาะအထက်ဟာမဖြုတ်လိုက်ဟာဆိုကျွန်တော်ကာဘာတွေခွာမှရှိရကျွန်တော်အဖြုံးဖြုတ်ရမှရှိရမျိုးစုံပေါ့เนาะဒီလို position ရဖို့တော့ကတော့ကျွန်တော်ဘယ်လိုပြောရမလဲမြင်ရတော့မပါဘူးပေါ့เนาะဒါပေမဲ့ကာဘာဖြုတ်ဖို့ကလည်းနည်းနည်းတော့လောက်ကာဘာဖြုတ်ရတာလောက်ဝင်တယ်เนาะဒါဒီကောင်းဒီဆက်တရားမှလည်းလွယ်သေးရပေါ့တခြားဆက်တွေဆိုရင်ကျွန်တော်နောက်က အများကြီးမပါဘူးနောက်လုံးနဲ့ချုပ်ထားတဲ့ clip တွေအများပါเนาะကလေးလေးလိုက်ပြောတဲ့ခိုက်တဲ့နေရာကျွန်တော်နေရာလေးသိမှရမှာပေါ့နော်။ဘလိန်ထုတ်ခွာလို့ရင်အကုန်ကြိုးကုန်မယ်ပေါ့နော်။ဒါပေမဲ့ကောကြောက်တွေဖြစ်တော့ဒီကောင်လေးဆိုရင်ကျွန်တော်တို့ကောကြောက်တွေပေါ့နော်။ကောကြောက်တွေဖြစ်တော့ကျွန်တော်ကျိုးရပဲ့ရတယ်အတက်တွေပဲကျိုးရဆိုရင်ကျွန်တော်ပြက်ဆက်တာတွေပဲရရနော်ကိုပါကိုဒီအပူပေးပြီးတော့ပြန်ဆက်တာဒါမှမဟုတ်ရင်ကျွန်တော်ကျိုးသွားတာမရှိတော့ဆိုလဲအဲ့နေရာမှာတခြားကော်လေးစားထိုးပြီးတော့ကျွန်တော်လုပ်ရရပါတော့ကိုပါကိုစူပါဂလူးနဲ့ကစူပါဂလူးတော့မခံဘူးနော်။ဖိုင်တူကော်တွေကတော့မခံဘူးကျွန်တော်တို့အဲ့လိုဒီလိုကော်ကြောက်ကောင်မှာကျွန်တော်အပူပေးပြီးတော့မိအပူပေးပြီးတော့ဘာနဲ့ပူပေးတယ်ဆိုရင်ကျွန်တော်ဆိုရင်တော့ပါပေါ့နော်ခဲကောင်းတယ်ပေါ့နော်ခဲကောက်ထိတ်ကိုအပြားလေးလုပ်ပြီးတော့ကျွန်တော်အပူပေးပြီးတော့တက်လို့ရပါပေါ့နော်တက်ရင်ကျွန်တော်အဆင်ပြေတော့ကော်ရဲ့ကျိုးလည်းပါဖြစ်မှာနော်အဲ့တော့ကျွန်တော်အတိုင်နေမြင့်ချိန်မယ်ဆက်ပြီးဆိုအတိုင်နေမြင့်ချိန်မယ်ဆိုတော့တိုင်မွန်ဒီနေရာမှာတိုင်မွန်ချိန်ကြီးတော့ကျွန်တော်မပြောတော့ဘူးနော်ဘီဒင်ဆက်ကတော့နှစ်ခွက်တိုင်မချိန်ရမယ်ရိုးစိုက်လို့ချိန်လို့မရအောင်နော်တကြောင်လည်းချိန်လို့မရအောင်နှစ်ခွက်တိုင်မယ်ဆိုဒီဘက်လည်းချိန်ရမယ်ဟိုဘက်လည်းချိန်ရမယ်နော်အဲ့တော့တစ်ဖက်ကိုချိန်လိုက်ရင်တော့တစ်ဖက်ကမှန်တာဒါပေမဲ့ဒီကောင်လေးချိန်မယ်ဆိုရင်တော့ကျွန်တော်ဇက်အကြီးဆုံးမှာကျွန်တော်ထားပြီးတော့ဇက်ချိုရိုးအကြီးဆုံးလိုင်းအောင်ထားပြီးတော့ကျွန်တော်တို့ချိန်ပြရပါနော်အဝေးဆုံးဟာနဲ့ချိန်ပြရပါနော်ဝေးဆုံးဟာမှန်အနီးဆုံးအချက်မှာမှန်သွားပါတော့ဘာလို့ဇက်ကြီးဆုံးထားလိုက်ရင်အောက်ကနှစ်ခွက်ကြာတော့မှာနော်ဟိုဘက်နဲ့ဒီဘက်နဲ့ကြာတော့ကြာတဲ့အချိန်မှာအဝေးဆုံးဟာကိုကျွန်တော်အရင်ကြည့်ရမယ်နော်အဲ့နဲ့ဟိုနဲ့ဘယ်ပိုးဝေးဟာလည်းကျွန်တော်ချိန်ရမှာပေါ့နော်ချိန်လိုက်အနီးဆုံးဟာမှန်ပြီးအဝေးဆုံးဟာမှန်အနီးဆုံးဟာမှန်နော်အနီးဆုံးဟာလည်းတော့ချိန်လိုက်အဝေးဆုံးဟာလွဲသွားနော်အနီးဆုံးဟာအမှန်ချိန်အဝေးဆုံးဟာလွဲရပေါ့နော်အဝေးဆုံးဟာအမှန်ချိန်အနီးဆုံးဟာမှန်သွားပါနော်အပင်ဆက်တွေရဲ့ပေါ်ပေါ့နော်တိုင်မင်ချိန်ဝင်ခြင်းကြီးအဲ့တော့ကျွန်တော်တို့အနိုင်နေမြင်လုံးမယ်ပေါ့နော်အနိုင်နေမြင်လုံးမယ်ဆိုရင်ဘယ်နာချိန်ရလဲဆိုတော့နော်ဒါသိရတဲ့သူတွေတော့သိမှာပေါ့နော်မသိရတဲ့သူတွေအတွက်ပေါ့ကိုပါကိုလှုပ်ရှင်တဲ့သူဟမ်းမိတ်ကိုအိမ်ထဲမှာကိုပါကိုကလိနေသူရှိပေါ့နော်အဲ့လိုသမားကြီးပြောဆိုရင်တော့ကျွန်တော်ဘယ်နေရာအချိန်လဲဆိုဒီမှာအတိုင်ပေါ့နော်စက်တိုင်းလိုကတော့ကျွန်တော်အတိုင်နေမြင်လုံးမယ်ဆိုရင်အဲ့အတိုင်တန်းမှာပဲရှိရပေါ့နော်သူအတိုင်နေမြင်လုံးတဲ့စကူတို့နတ်တို့ကီးတို့ပါပေါ့နော်အဲ့တော့ကျွန်တော်ဒီရှေ့ဖုံးလေးပါလေဖြုတ်လိုက်ရင်ကျွန်တော်ဟိုအတိုင်နေမြင်လုံးမယ်ဆိုရင်တော့ကျွန်တော်ဗီဒန်ဆက်တွေကကျွန်တော်ဒီလိုကြီးအကုန်လုံးခွာရမလို့ပေါ့နော်တိုင်မချိန်မှာဆိုရင်လည်းအကုန်လုံးခွာရတော့မလို့အောင်နော်ဘယ်ဆက်နေကျွန်တော်အောက်ဖုံးဖွင့်တယ်ဒါမှမဟုတ်ဒီရှေ့ကောင်းလေးဖြုတ်လိုက်တာအဲ့လိုဆိုရင်တော့တိုင်မချိန်ရမယ်ပေါ့နော်တိုင်မချိန်လာလဲကျွန်တော်အကုန်လုံးတစားကြီးဒီလိုမျိုးကြီးဖြုတ်နေရမယ်ဆိုတော့အဆင်မပြေဘူးလေနော်အဲ့လိုဆက်လဲကျွန်တော်မတွေ့ဘူးပေါ့ကျွန်တော်တခြားနေရာကြီးပြင်နေတယ်လို့ပန်းလိုင်းပါပြက်လို့ဆိုတော့ကျွန်တော်အကုန်လုံးဖြစ်ရမှာပေါ့နော်ဖြုတ်မှရမှာတိုင်မချိန်မဒီချီကျော်စီပြက်ဖြစ်လို့ချီမကောက်လို့တိုင်မချိန်မှာအတိုင်နေမလုံးမျိုးအခုတိုင်မချိန်မှာဆိုရင်နော်ကျွန်တော်တို့အရင်ဆုံးအတိုင်နေမလုံးတဲ့နေရာပါလေဘယ်မှာလဲဆိုတော့ကျွန်တော်စပင်းလုံးလှည့်ကြည့်မယ်ဆိုရင်ဒီမှာပေါ့နော်စပင်းလုံးလှည့်ကြည့်လိုက်ပြီဆိုရင်အတိုင်အောင်ဆုံးမှာအများအားဘယ်ဆက်နေနေနော်အတိုင်အောင်ဆုံးမှာဒီဝါရှိရပေါ့နော်အတိုင်နေမလုံးတဲ့စကူကရှိအဲ့တော့ဘယ်နေရာတော့ပေါ်လဲဆိုရင်ကျွန်တော်ဒီဆက်မှာဆိုရင်ဒီနေရာကြီးမှာဟိုအောက်မှာပေါ့နော်အမဲမဲကြီးကဒီအတိုင်တန်းမှာနော်ဒီအတိုင်တန်းမှာမဲမဲကီစကူပေါ့နော်အဲ့ကောင်ကအတိုင်နေမင်းလောက်ရဟာပဲနော်
အဲ့ကောင်လေးကိုကျွန်တော်ကီးချောင်းပေါ့နော်ကီးရဒီလိုကီးချောင်းနဲ့အဲ့လိုကီးချောင်းနဲ့ကျွန်တော်ဒီမှာလို့ထည့်ပြီးတော့အဲ့ကီးကိုလှည့်ဖြော်လိုက်ရင်ဟွာဖြစ်တယ်ပေါ့နော်အဲ့ကီးကြော့သွားနော်ရှော့ရုံရှော့လိုက်ရင်ကျွန်တော်ဒီအတန်ဟိုလိုကစားလို့ရတယ်နင်းမချင်းရတယ်နော်အချင်းရမှာဘယ်လိုချင်းရမလဲဆိုတော့အတန်အောင်ဆုံးမှာကျွန်တော်တို့အတန်အောင်ဆုံးမှာဒီလိုလွန်ဘက်လက်တွေဆိုတော့အတန်အောင်ဆုံးဘယ်လိုချင်းလဲဆိုရင်ဒီကောင်းနဲ့မထိတစီတော့ကျွန်တော်ချင်းရပါဘောနော်ဒီခွက်နဲ့မထိတစီလောက်ချင်းရပါဘောနော်ဒီခွက်ရဲ့အောက်ရင်မြင်နဲ့မထိတတိလောက်နေချားလေးလွတ်အောင်လောက်နေချားလေးကျွန်တော်ချိန်တယ်ပေါ့နော်အဲဒါဆိုအလန်အောင်ဆုံးမတိုင်ရရပေါ့နော်အနေချားလောက်ဆိုရင်အလန်အောင်ဆုံးရရပေါ့နော်ပြီးရင်ဒီချီကောက်တိုင်မြန်ပေါ့ဒီမှာဆိုရင်ဒါကိုဒီကောင်ကျွန်တော်ဇက်ဇက်လေးထားပြီးတော့ပြပြီနော်ချိန်မရှင်လေးပါတစ်ခါလေးပြပြတယ်ဒီကောင်ဆိုရင်ဒီမှာနှစ်ခွက်ကြာရင်နော်ဒါမှဇက်ဇက်အကြီးဆုံးကိုထားမှာနော်ဇက်ဇက်အပြားကြီးဆုံးဒါနမူနာပြချင်တော့နော်ဇက်ဇက်အပြားကြီးဆုံးမှာထားရင်ဒါဆိုရင်ကျွန်တော်တို့ဒါအဝေးဆုံးလို့ခေါ်ရနော်အဝေးဆုံးအပေါက်ဆိုတာအပေါ်ကနေကတ်ဖြတ်သွားရင်ဒါအဝေးဆုံးမနော်အဝေးဆုံးနီးဆုံးတော့ဘယ်ညာချိုးစရဘယ်ညာခွဲရရနော်ဒီဆက်ကြတော့ဒီမှာချက်ကြည့်ကြည့်မနော်ဒီကောင်ဆိုရင်နီးဆုံးနော်ဒီကောင်ဆိုရင်အပေါက်ပေါ်တော့တော်တော်မိုးရနော်ဒါဆိုရင်နီးရဟာပေါ့နော်အဲ့တော့ကျွန်တော်ဝေးထားတယ်တော့ဒီကောင်အမှန်ချိန်မယ်ဒီကောင်အမှန်ဘယ်လိုသွားချိန်မယ်ဒီကောင်ဒါတိုင်းမှန်တယ်နော်တိုင်းမှန်တော့ကျွန်တော်ပြချင်တာနော်ဒီဟူခွက်ကိုချိန်မယ်ဟဲ့ဒီဟူခွက်အဲ့ဒါနဲ့မြချိန်ပြီးသားပြီပြင်ဟူခွက်တိုင်းမြချိန်မယ်ဆိုတော့ချိန်မယ်ဆိုရင်ဒီအောက်ကနေချိန်ရနော်ဒီမှာစကူရှိဒီအဲ့ဟူခွက်ရဲ့အောက်တည်းဒီကောင်ဒီပီနီယန်ရှိရနော်ဒီမှာကော်ပီနီယန်ပေါ့နော်ဒါအမဲစီလောက်ထားလို့မင်းနေနော်ဒီကနေ့လာကော်ယူနော်ဘယ်ကကျင်ကော်ယူနော်အဲ့ကောင်မှာကျွန်တော်ကော်ပီနီယန်နဲ့ဒီမှာဆိုရင်ဒါအောက်မှာဝင်ရိုးရှိရနော်ဒါဒီဝင်ရိုးကဟိုရှင်းတော့ပြေးတာနော်အဲ့ဝင်ရိုးမှာကျွန်တော်တို့ဒီကော်ပီနီယန်ကြက်ထားပါတော့အတူကြက်ထားတဲ့ဟာကော်တိတန်ကြီးကြက်ပြီးတော့ဒီကောင်ထိုးဖောက်ပြီးတော့စကူးနဲ့ဆွဲထားမှာနော်သူ့မှာ main ဟွာရှိရနော်တန်ဘုတ်ပါသေးနော်အဲ့တန်ဘုတ်မှာဒီကောင်အသေးလောက်ထားနော်အသေးတက်ထားအဲ့တန်ဘုတ်မှာတော့ကီနဲ့ကြက်ထားတာလေးပါပါနော်ဘယ်လုံးလက်ကျင်တာတွေ့ရနော်ဒီမှာတစ်ခုပါနော်မဟုတ်တယ်မဲစီနော်အဲ့ဒီကောင်မှာဒီကီးပါနော်အဲ့ကီးကိုကျွန်တော်ပြရဒီကီးကြောင်းနဲ့ပေါ့နော်စိုက်ကတော့သူအမျိုးမျိုးရှိရပါနော်ဒီကောင်ဆိုတော့သေးရအဲ့ကီးကြောင်းနဲ့တက်ပြီးတော့ကျွန်တော် short လိုက်ရင်ကျွန်တော်ဒီကောင်လှည့်လို့ရတယ်နော်လှည့်လိုက်ပေါ်လဲဒီအပေါ်ခုခွက်ကလည်းလိုက်လဲပဲပေါ့နော်လိုက်လဲရင်ကျွန်တော်အတိုင်းဒီခုခွက်တိုင်းမချင်းလို့ရတယ်ပေါ့နော်ဒါချိန်ရမှန်းနေအောင်ပြရနော်အဲ့တော့ကျွန်တော်တို့ချိန်ရမှာအခုဒီမှာဒီကောင်ဆိုရင်ကျွန်တော်တို့အတိုင်းအောင်ဆုံးနေမြင့်ချင်းပြီးသွားရင်မှန်းသွားရင်ဒီအတိုင်းနေမြင့်လောက်တဲ့စကူပြန်ချက်လိုက်အဲ့ဒါဆိုသူ့တောင်းပြီးသွားရင်နော်သူရဲ့အတိုင်းအောင်ဆုံးပဲအချိန်ရှိရမယ်ဆိုရင်ဒီမှာဒီကောင်နဲ့မထင်ရရင်နော်အောက်ကသူ့ရဲ့ဒီခွက်နဲ့မတိုင်ရရင်နော်နိုင်ငံမြင့်တဲ့နေတာအကြောင်းမဟုတ်နော်မတိုင်ရင်ရပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်ဒီအတိုင်းနေမြင့်တိုင်မြင့်ဟိုဟာစကူကိုပြန်ချက်လိုက်ရင်ဒီကောင်တောင်းပြီးသွားရင်နော်ဒီကောင်နဲ့ဘာမှမဆိုင်တော့အဲ့တော့နောက်ထပ်ချီကောက်ဖို့တက်ကိုဒီဆွဲပေါ့နော်ဒီကောင်မှာဆွဲပါနော်ဒီ number တွေမှာကြီးဆွဲတစ်ခုပဲပါနော်အဲ့ဆွဲနဲ့ချီကောက်ဖို့တက်ကိုကျွန်တော်ဇက်ချိုရိုးအပြားကြီးဆုံးမှာထားရမယ်နော်ဇက်ချိုရိုးဆိုတော့ဒီကောင်ကိုပြောနော်ဇက်ချိုရိုးမှာနံပါတ်6ကိုထားရမယ်နော်ဒီမှာနံပါတ်6မှာအကြီးဆုံးပါနော်ပေါင်းနဲ့သေးရနော်ဒီ4နဲ့5နဲ့သေးရနော်အဲ့တော့ချင်းလို့မြောက်ဆိုရရတယ်ဒါပေမဲ့အကြီးဆုံးချုပ်တဲ့ခါကျရင်မရတော့ခြေကြောပေါ့နော်အဲ့တော့ဒီဇက်တွေနဲ့လည်းချင်းလို့ရရင်တွေ့ပေမဲ့ဇက်အသေးတွေပဲရတော့မယ်အဲ4နဲ့ချင်းတိုင်း4နဲ့ပဲရတော့မယ်ဇက်ပေါ့နော်တခြား9တွေပါနဲ့ကြမရတော့ဘာလို့သူအတန်ကြရတဲ့နေရာမှာကျွန်တော်ကျဲသွားပါနော်ဒီမှန်မြင်ပြကြနဲ့မကြနဲ့ကွာသွားတော့နော်ကျွန်တော်ဒီမှာဆိုရင်နံပါတ်4ဆိုရင်ကျွန်တော်ဒီဘက်ထိတ်နဲ့ဒီတဝက်လောက်နဲ့ပဲကြရဲနံပါတ်5ဆိုရင်ဒီဘက်နည်းနည်းလေးတိုးပြီးတော့ဟိုဒီဘက်ထိတ်နဲ့ဒီဘက်နည်းနည်းတိုးပြီးတော့ကြာမယ်နော်ဒီဘက်အစုံနဲ့နံပါတ်6ဆိုမှသူကဇက်ဇက်ကဒီဘက်ထိတ်ဒီဘက်ထိတ်အပြည့်ကြာဆိုအဲ့တော့ချင်းကျွန်တော်ဇက်ဇက်အကြီးဆုံးနဲ့ချိန်ပြရနော်အဲ့တဘောတယောက်အကြီးဆုံးနဲ့ချိန်ရင်အသေးတွေတုံးတယ်မှန်တယ်ပေါ့နော်
အဲ့တော့ကျွန်တော်တို့ဒီမှာအဝေးဆုံးအနီးဆုံးကဘယ်လိုခွဲလဲဆိုရင်ပထမကြတဲ့ချက်ပေါ့နော်ပထမကြရဲဆိုတာအဲ့ဘယ်ဘက်ညာဘက်ပေါ့ဘယ်ဘက်စကြတဲ့အချက်နဲ့ချင်းအောင်ပေါ့နော်ညာဘက်စကြတဲ့ချက်နဲ့မချင်းအောင်အဝေးဆုံးအနီးဆုံးကကျွန်တော်ဒီမှာအမှန်ဆိုရင်တော့ဒါချိုးစက်တွေကမှားတော့မဒါတော့အမှန်ပေါ့နော်မှားနေဆက်ဆိုရင်ကျွန်တော်ဘယ်ဘက်ကနေစချင်းရမယ်ပေါ့နော်ဘယ်ဘက်ကစချင်းရမယ်ဘယ်ဘက်တစ်ခုတည်းချင်းလိုက်ရရမယ်နော်ဒါညာဘက်နော်ဒါအမှန်ပေါ့အမှန်တရားမှာဘယ်လိုရှိနေဆိုဒီမှာဒီကောင်ဆိုရင်အပေါက်ရဲ့အပေါ်မှာတော်တော်မိုးနေပေါ့နော်အပေါက်ရဲ့အပေါ်အောက်နောက်ကနေပေါ့နော်ယူဆက်တိုင်းမှာနော်သဘောတရားတော့ဒီမှာဆိုရင်နှစ်ခွာချိန်ပြရဆိုဒီအပေါက်ဒီမှာအပေါက်ရဲ့အပေါ်ကနေပြီးဒီကောင်ဆွဲကဘက်ကိုတင်းနဲ့ထွက်နေနော်ထွက်နေနေတာလေးမှာဒီကောင်ဆိုတော်တော်ရောက်တယ်နော်ဒါဒုတိယကြတဲ့ချက်ပြောတော့ဒါအနီးဆုံးပေါ့နော်ကျွန်တော်ချိန်ရမှာဝေးဆုံးသွားချိန်ရမှာဝေးဆုံးမှာဘယ်လိုနေထားရှိလဲဆိုတော့ဒီမှာအဝေးဆုံးမှာကျွန်တော်တို့အပေါက်ရဲ့ဟိုမှာကျွန်တော်တော်ကတ်သွားပြီနော်ဒါကကျွန်တော်ဇစ်ဇက်အကြီးဆုံးမှထားတာပေါ့နော်ချိုးလိုက်ကျွန်တော်မမြင်ရလို့ဒီဇစ်ဇက်တစ်ခုချိုးတစ်ခုမှထားတာ4လား5လားမသိဘူးနော်6တော့မဟုတ်6ဆိုရင်အဲ့လောက်မကြောက်ဘူးဒီမှာပေါ့နော်ဒါဆိုရင်အပေါက်နဲ့တော်တော်ကတ်သွားပြီပေါ့နော်ဆွမ်းတော့ဆိုရင်တော်တော်ကွာရဲ့ဒီမှာဇွဲလေးကိုကြည့်လိုက်နော်ဒီကောင်းရဲ့ဇွဲလေးကိုကြည့်နော်အဲ့ဇွဲအထိတ်ကလေးကအဲ့ဒီဘက်မှာနည်းနည်းလွန်းနေအနေထားမှာကြည့်လိုက်နော်အပေါ်မှာဆိုရင်ကျွန်တော်တို့အနေငယ်ပဲမိုးတော့ပေါ့နော်ဒါနံပါတ်6မှာသွားကြည့်လိုက်ရင်ကွက်တီပဲနော်ဒီအပေါ်နှခမ်းနဲ့ဒီဇွဲလေးအထွက်နေတဲ့အနေထားနဲ့ကက်ရက်လေးဖြစ်နေပါနော်ဒီကောင်စနည်းလေးကွာသေးရနော်နံပါတ်6ကိုထားလိုက်ရင်ကျွန်တော်တို့ချင်းပြရမှာဒီကောင်ကိုကျွန်တော်တို့ဒီအောက်ကဟိုပါနော်ဘီနီယံပေါ့ကော်ပီနီယံစကူရှော့လိုက်မယ်ဆိုရင်ကျွန်တော်ဒီကောင်ကစားလိုက်ရတာအဲ့တော့အောက်ကလက်နဲ့ဖြစ်ရင်နောက်မှဒီအပေါ်ကနေဒီကောင်ကိုကမ်းပြီးတော့ဖြစ်နေအတန်တော့ဒီနေထားပဲထားပြရမှာနော်ဒီနေထားကိုဒီအဝေးဆုံးနဲ့ချိန်ပြရမှာဆိုတာအဝေးဆုံးနဲ့ဒါဆိုအနီးဆုံးပေါ့နော်အနီးဆုံးနဲ့ချိန်ပြရမှာဆိုတော့ပြောတော့ဘယ်ဘက်နဲ့ချိန်ဘယ်ဘက်ကြရချိန်ပေါ့နော်မကြည့်ကြည့်လိုက်နော်ဒါဆိုရင်စကြရည်နော်စကြရည်ကဒီမှာညာဘက်နဲ့စကြရနော်ပြီးရင်ကြာဟိုကိုစလဲပြီဆိုတော့ဘယ်ဘက်ကစကြရလဲဘယ်ဘက်ကစကြရလို့ခေါ်ပါနော်ဒါပေမဲ့ကျွန်တော်ချိန်ပြရမှာဒီမှာဒါကဘယ်ဘက်ကိုကြာနော်ဒါကညာဘက်ကိုသွားနော်ညာဘက်ကိုကြာတယ်ဒါကဘယ်ဘက်ကိုကြာဘယ်ဘက်နဲ့မချင်းပြရမနော်ဘယ်ဘက်ကိုကျွန်တော်အောက်ဆုံးဒီလှည့်လိုက်မယ်နော်အောက်ဆုံးဒီလှည့်မယ်ဥမာဒီကောင်ကတော့တိုင်းမဲ့ဒါမှန်းနေလို့နော်အမားလိုပဲကျွန်တော်ကြည့်မယ်နော်ဒီကောင်ကတော့လူရောက်ရှင်နေရောက်နေပါစေနော်ကျွန်တော်ဆက်လှည့်ရမှာအတန်ကျွန်တော်ဆက်လှည့်ရမှာနော်ကင်မရာနဲ့ဝါကျွန်တော်ဒါအတန်အောင်ဆုံးနော်ဒါဘယ်ဘက်ကြားရဲ့ချိန်အတန်အောင်ဆုံးရောက်ပြီးကျွန်တော်ပြတ်တက်နေတဲ့အချိန်မှာဒီကောင်တော့ဒီဇွဲကိုသွားကြည့်လို့မရနော်ဒီဇွဲမှားနေလို့ပဲကျွန်တော်သတ်မှတ်ထားတယ်နော်ဘာလို့ဒီကောင်ချင်းမှာမလို့နော်ဒါမှန်းနေရရင်ဒီကောင်မကြည့်နဲ့နော်အတန်အောက်ဆုံးကနေပြီးတော့ဒီမှာနော်ဘောပြတ်တက်လာတဲ့အချိန်လေးမှာဘယ်နဲ့ဒီကောင်ကဘယ်နေရပဲရောက်ဒီကောင်မှာမြောင်းလေးပါနော်ဒီမှာအလယ်မှာမြောင်းရှည်ကြီးပါနော်ဒီဇွဲနဲ့တနန်းမှာနော်အဲ့ကောင်နဲ့ဒီအပေါက်နဲ့ဘယ်လိုပြောမလဲနည်းဒီကောင်ဒီဇွဲမြောင်းကြီးကအပေါက်အပေါ်နည်းနည်းလောက်ရောက်နေအခိုက်တန်လေးလောက်ကိုကျွန်တော်ခမန်းပြီးထားပေးလိုက်နော်အဲ့တော့အတက်အောင်လောင်နေထားလေးပေါ့နော်အလောင်နေထားလေးထားလိုက်ထားပြီးဆိုရင်ဒါဆိုရင်ဒီဘိန်းလုံးကိစ္စကျွန်တော်လဲကြမှာတော့နော်ဒီကောင်မှကျွန်တော် net shot ပြီးတော့ကိုလိုလိုလေးချိန်ပေးလိုက်ဟုတ်နော်ကိုလိုလေးချိန်ပေးလိုက်မှာနော်သူ့ချိန်ရမှာကျွန်တော်နှစ်ခွက်ကြရဲ့ချက်မှာကျွန်တော်ဘယ်ဘက်ကြရဲ့ချက်နဲ့ကျွန်တော်ချိန်ပေးလိုက်ရင်ညာဘက်ကြရဲ့ချက်ကလုံးမှန်သွားပြီပေါ့နော်ညာဘက်ကြရဲ့ချက်နဲ့ချိန်ရင်ဘယ်ဘက်ချက်ကလွဲသွားတယ်ကျွန်တော်တို့စစ်ဆက်မှာကျွန်တော်တို့စစ်ဆက်မရတော့ဘူးပေါ့နော်ဒီချောင်းချုပ်ပဲရတော့မှာပါဒီဘက်တစ်ချက်ပဲကောက်ပြီးတော့စစ်ဆက်ချိုးလေးလောက်ထားပြီးမဲ့ဟိုမရဘူးပေါ့နော်အနေထားလည်းရှိရနော်ဒီကောင်လေးလက်ကုံကစားပြီးတော့ကျွန်တော်တိုင်မြန်လွမ်းနေရင်လည်းဇစ်ဆက်လည်းမရဘူးပြီးရင်ဇစ်ဆက်မရရင်ကျွန်တော်ဘာမှမရဘူးလဲဆိုတော့နှစ်ခွက်ကြတဲ့အားတွေဘယ်ချိုးရုံမှမရတော့ဘူးနော်ဒီကောင်ဆို9မျိုးရှင်မျိုးလောက်ပါတယ်မရချားရည်လည်းမရတော့ဘူးနော်တယ်လီဖောက်ကလည်းလို့ကျန်နိုင်မရတော့ဘူးနော်ဒါသက်တူတွေပါလည်းမရတော့ဘူးဒီရှမ်းလိုင်းခုံတွေပါလည်းမရတော့ဘူးနော်အဲဆိုရင်ပြီးပြီဆိုရင်ကျွန်တော်ဒီကောင်ရဲ့စကူကိုကျွန်တော်ပြန်တက်လိုက်ရင်ကီပေါ့နော်ဒီကောင်ရဲ့ကီကိုပြန်တက်လိုက်ရင်နော်သူရဲ့ကီကိုပြန်တက်လိုက်ရင်ဒါတိုင်းမချင်းနာပြီးမြောက်သွားပြီပေါ့နော်အဲ့တော့ချင်းကြောပါမကောက်ပါနဲ့ဆိုတော့မရတော့ဘူးနော်ချီကြောရဲ့ကောက်တယ်ချီပြတ်မဖြစ်တော့ဘူးပေါ့နော်အဲ့နောက်တစ်ခုပြောချင်တာဗာလဲဆိုဒီခါလေးပြောချင်တာ
ဒီမှာဒီကောင်မှာ copy နေရင်နော်တော်တော်များဖြစ်တာပါဆိုဒီကောင် copy နေပြုံးမှာပေါ့နော်ဒီကောင်မှာအုံပေးထားတယ်နော်အခုဆိုရင်အမဲစီအုံပေးထားနော်အမဲစီအဲ့လိုအမဲစီလေးမရှိတော့ဘူးဆိုကျွန်တော်ထပ်အုံပေးရတယ်နော်ဘာလို့ဆိုရင်မဟုတ်ဘူးဆိုတော့ဒီကောင်မှာဒီလာပါဘောနော်ဟုတ်နံပါတ်လိုက်ရအောင်မှာတန်နော်တန်တဲ့ကောင်နဲ့ရောတာကျွန်တော်ဆိုဟိုတခုမှလည်းကျွန်တော်ပြောထားပါနော်ဒီတန်တဲ့ကောင်နဲ့ရုပ်ချုပ်ပေါင်းပေးထားမှာအတန်စုညံမှုတက်လာတယ်ဗောနော်မဟုတ်ဘဲနဲ့တန်ချင်းဆိုရင်အတန်ပုတ်တက်မှုအားဖြစ်ပြီးတော့ကျွန်တော်အတန်တွေထွက်တယ်ဗောနော်နေရအဲ့တော့ကျွန်တော်ဒီမှာတန်တဲ့ကောင်နဲ့တွေ့ရင်ဘယ်သူကပြော့သွားလဲဆိုတော့ကောကပြော့သွားနော်ကောကနာရပေါ့စူပါဖတ်ကြလဲဖတ်ပဲနာလို့ဗောနော်ဖတ်ပေါ်စုကြလဲဖတ်ပဲနာအဲ့တော့ကျွန်တော်ဒီမှာတန်တဲ့ကောင်နဲ့တွေ့ရင်ကောင်နဲ့တန်နဲ့ပဲတွေ့တယ်တန်နဲ့ကောင်နဲ့ပဲတွေ့တယ်ကောပဲနာတယ်ပြောကြတယ်အဲ့တော့ကောနာသွားရင်ကျွန်တော်အရက်တွေပြုံးသွားတာရှိရဲဒီမှာ line တွေရှိရဲနော်အဲ့ line တွေပြုံးသွားတာရှိရဲတိုးသွားတာရှိရဲဒါမှဒီတော်များတော့ကွဲသွားများနော်ကောဒီset တွေဗီဒီယိုset တွေဒီကောင်လေးအနေနဲ့ကတော့အဲ့တခုပေါ့နော်ကောင်းတာတော့အတန်သက်တာပေါ့နော်အတန်ဆူညံချင်းကင်းတယ်ဒါပေမဲ့အနေချက်ကတော့ကွဲတာတွေပြုံးတာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒီကောင်လေးကွဲသွားပြုံးသွားတယ်ဆိုရင်ကျွန်တော်တို့တွင်ကုန်တွေမှာတော့လောက်ခိုင်းလို့ရနော်နမူနာလေးယူသွားပါနော်ကွဲနေခါလေးယူသွားပြီပြတ်တက်မယ်ဆိုတော့ကိုယ်ရန်တက်လို့ရမှာမဟုတ်တော့နော်ဘာလို့တော့ကွဲရကြီးစက်တာမှာနော်သူကတခါလဲဆက်ပြီးသားပြီနော်အဲ့ဒါကြောင့်ကျွန်တော်ဆက်ဆိုင်နေမှာဝတ်ပြန်မှရမှာပေါ့နော်ကျွန်တော်အိမ်နိုင်ငံရောက်လိုက်ပြနေတဲ့သူတွေလည်းဒီကောင်လေးကိုပိုပစ္စည်းကဝဲများပြောတဲ့ကြောင့်ကျွန်တော်ကိုယ်တိုင်ဖြုတ်သွားပြီးတော့ကျွန်တော်ဟိုဆိုင်တွင်ကုန်ဆိုင်သွားပြီးလောက်ခိုင်းတော့ကျွန်တော်ရတယ်ဟိုကလောက်ပေးပြီးတော့ကျွန်တော်ပြန်လာတက်ပြီးတော့အဆင်ပြေဘူးနော်ဒါပေမဲ့ကျွန်တော်အနေနဲ့ကျပြန်တောင်းဖို့တော့ကအဆင်ပြေတော့နော်ဘာလို့ဒီဆက်ကိုဒါပဲပြင်ထားတာပြောလို့ပေါ့နောက်တစ်ခေါက်ပြန်တောင်းဖို့ဆိုအဆင်ပြေတော့နော်တလုံးနဲ့ဥပမာကျွန်တော်မော်တာဆက်ဆိုရင်ကျွန်တော်2000ခွဲယူရဆိုရင်ဒီကောင်လားဖြုတ်သွားတဲ့ချက်ကတရက်အဲ့ဒါကျွန်တော်ဖြုတ်သွားပြီး2000ခွဲယူသွားတယ်ပေါ့နော်လားတက်ပြီးတဲ့ခါကျရင်ကျွန်တော်နောက်တစ်ခေါက်ကျွန်တော်ပြန်တောင်းမှရမှာပေါ့နော်အဲဆိုရင်ကျွန်တော်တို့သွားလာတာလည်းရှိရပြီးတော့လောက်ခိုင်းတဲ့အခိုက်အတန့်လည်းရှိရပြီးတော့ဒီမျိုးမျိုးဆိုလာပြီးပြင်ရတဲ့အခိုက်အတန့်တွေမှာဒါကျွန်တော်ကိုယ်တိုင်မဟုတ်ဘဲနဲ့ခြားဆက်ပြင်နေတဲ့အတိုင်းပါပဲနော်ဒီသွားလာနေထားရရှိရပြီးတော့အချိန်ကြီးရှိရပေါ့နော်ကျွန်တော်တို့ပြီးတော့ကျွန်တော် brighter လုပ်နေတာမဟုတ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဖြုတ်သွားတဲ့ဟာပြင်ကားတစ်ခုပေါ့နော်ဒါမကောင်းသေးဘူးမှကျွန်တော်ပေးရမယ်ဘာလို့ဆိုကျွန်တော်တို့ဖြုတ်ပြီးပြင်ပေးရသွားပြီးပြင်ပေးရတဲ့အတွက်ကြောင့်ပြန်လာတက်ပေးကကျွန်တော်ပြန်လာတက်ပေးကကျွန်တော်နောက်ထပ်ဒီဆက်တလုံးစာထပ်ပေးရမယ်ပေါ့နော်ဆက်တလုံးစာဆိုဆက်မော်တာဆက်တလုံး2000ခွဲပဲယူတချို့ကြ9000ယူရှိတယ်တချို့ကြ1000ယူရှိတယ်တချို့ကြ2000ယူရှိတယ်တချို့ကြ3000ယူရှိတယ်နော်ဒါတော့မျိုးစားအစုံနေမယ်နော်သူရဲ့တမထားရနေတာသူတို့ဟွာပေါ့သူတို့စံနှုန်းနဲ့သူတို့ရဲ့အရေးချင်းကိုဈေးပဲထားတဲ့ပုံမှန်တရားပဲနော်အဲ့တော့ကျွန်တော်အဲ့လိုတောင်းမှရမှာပေါ့မော်ဘန်နဲ့ကျွန်တော်ဟိုအရင်ကျွန်တော်ရှိဘူးရနော်ဖြည့်ဘူးရအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ပညာတစ်ခုကွဲတာကိုကျွန်တော်သွားပြင်ဖြုတ်ပြီးကျွန်တော်သွားလဲပေးဘူးရပေါ့နော်ကျွန်တော်လောက်လို့ရဆိုမရအောင်နော်ဒါတွင်ကုန်နေမှာပဲသွားလောက်ပြီးတော့တွင်ကုန်နေတော့တွင်ကုန်နဲ့မရအောင်နော်ဒါပါဒီကောင်လေးအနုစိတ်တာတေးမွားရတယ်ဆိုတော့မလောက်ပေးချင်ပြီးတော့ကော်လဲဖြစ်နေဆိုတော့လေတန်နေတာသူကလွယ်တယ်ပေါ့နော်တွင်ကုန်နေမှာအဲ့တော့ကျွန်တော်တို့ဟိုဘောပစ္စည်းယူလာပြီးပြန်လာတက်ပြီးတဲ့အခါကျွန်တော်တက်ပြီးတော့လေဒီဈေးနှုန်းပဲပေါ့နော်အဲ့တော့ကျွန်တော်စက်မြင်ကားတဲ့ဈေးမရှိသေးဘူးကျွန်တော်မှသွားလာရရှိရကျွန်တော်လာတက်ပေးရရှိရအဲ့တော့ကျွန်တော်အားကြရစားပြီးကျွန်တော်ဒီလိုပင်နေတွေကွဲပစ္စည်းတွေပြရပြတာဆိုရင်တခါလေဒါရဲ့နေမှာကျွန်တော်တခါတိလို့ဝယ်ခိုင်းလို့ကျွန်တော်နောက်တစ်ခါပြန်သွားပြီးတော့ဝယ်ရမယ်ဟေးဆိုရင်တော့တနေ့တည်းနဲ့ကျွန်တော်တော့ဝယ်ပြတဲ့ခါကျတော့အိမ်မှာလူမရှိလို့ဘာညာဆိုတော့ကျွန်တော်သွားပေးရပါတော့အဲ့လိုဆိုတော့ဒီဆက်တလုံးစာပဲကျွန်တော်တခါနေချင်းပြီးဟောဖြစ်ပေးရပါဒါပေမဲ့ကျွန်တော်မှတနေ့တည်းနဲ့ဆိုင်လေးအရန်ဝေးရဆိုတော့ကျွန်တော်မြစ်တာစိမ့်နဲ့ပဲကျွန်တော်သွားလှုပ်ပေးရရှိရပါတော့ဒါပေမဲ့သွားလှုပ်ပေးရမယ်နေသားမျိုးကျွန်တော်တောင်းမရှိဘူးနော်ပစ္စည်းကွဲရင်ကျွန်တော်ပစ္စည်းကွဲဟာကျွန်တော်လာကြည့်မယ်လာကြည့်တဲ့တရက်ကိုပစ္စည်းလဲရမယ်ဆိုရင်လာကြည့်လိုက်မယ်ပေါ့နော်မော်တာမကောင်းဘူးလားကျွန်တော်မော်တာလာကြည့်ပြီးဖြုတ်လဲယူရင်ယူသားမယ်ဒါမှမဟုတ်ကျွန်တော်နမူနာရယူယူသားမယ်ပေါ့နော်ပစ္စည်းလဲသိချင်တော့ယူသားပြီးတော့ကျွန်တော်တို့ဒါပညာကွဲရင်လည်းကွဲရပေါ့နော်ကျွန်တော်ယူသားမယ်ယူသားပြီးတော့ကျွန်တော်နမူနာယူသားပြီးကျွန်တော်ဝယ်ပြီးတော့ယူသားရင်ကျွန်တော်တရက်စာယူသားမယ်အဲလာပြင်ကကျွန်တော်2000ဆို2000ဝယ်2000ဆို2000ဝယ်ဆို2000ဝယ်ယူသားမယ်နောက်ရလာတက်ပြီးကျွန်တော်2000ဝယ်ပြန်ယူမှရမှာပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ဒီတနေ့တည်းနဲ့
ပြတ်သွားလို့ကျွန်တော်ရောက်လာမှပစ္စည်းသူတို့လည်းတချို့ဆက်ချုပ်တဲ့သူတချို့မဟုတ်ပါဘူးအများစုကတော့ကျွန်တော်ဆက်ပြတ်တဲ့ຢာဘယ်ကကွဲတယ်ဘယ်ကပြုတ်တယ်ဆိုမသိကျိုးမသိနိုင်ဘူးလေမြင်းနေရဆိုတော့အကြောင်းမဟုတ်ဘူးပေါ့နော်မမြင်ရတဲ့ຢာအထက်လိုမျိုးဖြုတ်ကြည့်ရမှာဖြုတ်ကြည့်မှသိရမယ်လေဒါဆိုကျွန်တော်လာမှသိရမှာပြောလာလို့သိရဆိုကျွန်တော်ဆိုင်နီးရဆိုတော့ကျွန်တော်သွားပြလို့ရတယ်ဆိုင်နီးတယ်ပြီးကြရင်ကျွန်တော်အိမ်မှာလူတော့ဝယ်ပြီးမှလူမရှိဘူးပေါ့နော်အပိုလူဥမာဒီအင်အောင်ရှင်တွေရှိရပေါ့နော်အဲသူရကြတွေဘာညာမရှိဘူးဒါမှမဟုတ်သူမောင်းတွေဘာတွေမရှိဘူးအကိုတွေဦးလေးတွေဘာတွေမရှိဘူးသူကြောက်ရက်ရှိရင်တော့ကျွန်တော်အိမ်မှာစောင့်ပြီးတော့မနေခဲ့ကြဘူးပေါ့နော်ဘာလို့ပစ္စည်းပါပျောက်သွားရင်ကျွန်တော်တို့လည်းမကောင်းဘူးဒါကျွန်တော်တယောက်တည်းမဟုတ်ဘူးပေါ့နော်စက်ပြင်နိုင်နေလို့တော့အချို့လက်စောရသူလည်းရှိမှာပေါ့နော်ကျွန်တော်ကတော့အဲ့လိုဟာလည်းမရှိဘူးနော်သူများပစ္စည်းဆိုရင်ကျွန်တော်ရေတဘောကစားအလကားဟိုမပါဘူးပေါ့နော်အဲ့တော့ဒါစာရေးတာဘာမှပြောချင်တာမဟုတ်ပါဘူးเนาะပြောချင်တာကကျွန်တော်တို့ဟိုတနေ့နဲ့လာပြီးကိုယ်တိုင်သွားပြဝဲအနေထားတွေမှာဟိုလူမရှိရင်တော့ကျွန်တော်သွားဝဲပြီးဒါပေမဲ့အရန်ဝင်းတော့ကျွန်တော်မသွားပြနိုင်ဘူးနောက်ရက်မှာကျွန်တော်ထပ်ချင်းပြနိုင်တယ်ပေါ့နော်အရန်ဝင်းရင်ကျွန်တော်တို့ဒီတိုင်ရင်းနဲ့ကျွန်တော်တို့နေတော့ခါမကြိုက်ဘူးပေါ့နော်သွားလာမကြိုက်တဲ့အနေထားမှာကျွန်တော်တို့ချိန်တာကျွန်တော်တို့ဒီဥပမာပေါ့နော်လိုင်းနာပြီးရင်မင်္ဂလာတော့ပြီးရင်ရှိပြီးသားအဲ့လိုသွားဖို့အနေထားရှိရပေါ့နော်ကျွန်တော်အဲ့လိုမှကျွန်တော်ဆက်မြင်ထွက်တယ်ပေါ့မောင်းရင်ကျွန်တော်တို့နေတနေ့တာမကြိုက်ဘူးနော်သွားလာပင်ပန်းတယ်ကားစီးရတာပင်ပန်းတယ်ကျွန်တော်တို့အန်တယ်များပေါ့နော်အနေထားမလို့ကျွန်တော်တို့ဆိုရင်ဒီနေ့ဆိုရင်2ရင်လောက်ကျွန်တော်ချိန်တာအဲ့လို2ရင်လောက်ချိန်တာအနေထားမှာကျွန်တော်ဒီ PC ကကွဲလာဆိုကျွန်တော်ဒီဆက်ကိုဖြုတ်လိုက်တယ်ဖြုတ်တာတနိုင်လောက်ကြာမယ်ပြန်တက်တာတနိုင်လောက်ကြာမယ် PC တော့ဝယ်တာကြာအောင်မယ်ဆိုရင်ကျွန်တော်တို့အတွက်3နာရီလောက်အချိန်ပေါ့ရင်ကျွန်တော်နေ့လက်ဆောင်သွားမိုးချုပ်သွားဆိုကျွန်တော်နောက်တိန်သွားဖို့အဆင်ပြေတော့ပေါ့နော်အဲကြောင့်ကျွန်တော်နီးရင်တော့သွားပြီးမယ်ပြီးရင်ကျွန်တော်တို့လူမရှိရင်ကျွန်တော်တို့သွားပြင်မယ်ဆိုင်ဝေးတယ်ကျွန်တော်ပတ်ရှာမယ်ဆိုတော့ကျွန်တော်မသွားပြင်နိုင်တော့ဘူးเนาะဟိုတစ်ခါကကျွန်တော်မရလို့ပစ္စည်းပတ်ရှာပေးပေါ့နော်အချိန်ကြီးအရမ်းကြာပြင်လာတဲ့အဲ့လိုပစ္စည်းသွားရှာကြာအဲ့လိုမှမဟုတ်ဘဲကျွန်တော်တို့ဟိုလာကြည့်ပြီးမယ်လာကြည့်ပြီးပစ္စည်းပြက်လာတော့ဒါဒီပစ္စည်းတွေမှာဝယ်ထားလိုက်နောက်နေ့မှာကျွန်တော်လာပြင်ပေးမယ်ပစ္စည်းရရင်ပြောလိုက်ဆိုရင်တော့အဆင်ပြေပေါ့နော်နမအဲ့ဒါလဲကျွန်တော်နောက်တစ်ရက်ခါကိုကျွန်တော်ပြီးမှအဆင်ပြေမယ်ပေါ့လာကြီးကအမှကျွန်တော်ပြင်ကမှသာဈေးတကယ်တက်တဲ့အခါမှာပစ္စည်းဝယ်ပြီးမှကျွန်တော်တက်ရတဲ့အခါမှာသာကျွန်တော်တို့ဟိုအပြေဝတောင်းရင်တောင်းမယ်ဒါမှမဟုတ်ဘဲနဲ့ကျွန်တော်ဒီလာကြီးပြီးတော့ကျွန်တော်ပစ္စည်းတော့ကျွန်တော်မှမရှိဘူးဆိုင်သားဝယ်မှရမယ်အဲ့ဒီထားမှာကျွန်တော်တို့ဟိုကြီးကဖြုတ်ကြီးကဆိုတာရှိသေးတယ်ပေါ့နော်ဖြုတ်ကြီးကဆိုအဲ့ဒီထားမှာကျွန်တော်ဟိုတက်မှတ်ထားတော့2000ခွဲဆိုရင်ကျွန်တော်2000ပဲတောင်းရင်တောင်းမယ်1000ပဲတောင်းရင်တောင်းမယ်ပေါ့နော်ဟိုမှာတောင်းမှရမယ်ပေါ့နော်ဟောကျွန်တော်ကြည့်ရအလကားလာကြည့်ပြီးလို့မရဘူးပေါ့နော်ပစ္စည်းမပြင်လဲရပြီမယ်ကျွန်တော်တို့မှာအချိန်နေရှိရနော်သွားလာခီးစိတ်တွေရှိရအနေထားဆိုတော့တော့ကြည့်သွားမယ်ဒါပေမဲ့ပစ္စည်းဝယ်ထားလိုက်မယ်ဝယ်ထားပြီးမှမောင်လေးခေါ်ခြင်းမလည်းခေါ်တော့မယ်ပေါ့နော်ခေါ်ခြင်းလည်းခေါ်မယ်ပေါ့ခေါ်ပြသွားတဲ့အခါဆိုရင်တော့ကျွန်တော်လာတက်ပြီးရင်တော့ကျွန်တော်တို့2000ခွဲတောင်းမယ်ဟာကျွန်တော်2000ပဲတောင်းတော့မယ်နော်အရင်ခေါက်ကကျွန်တော်1000တောင်းမယ်1000ခွဲတောင်းလိမ့်မယ်ဟုတ်2000ခွဲတတ်မှတ်ထားရအောင်ပထမခေါက်မှာကျွန်တော်ကြည့်သွားပြီးတော့1000ယူသွားပြီးနောက်ခေါက်မှာလာတဲ့အခါမှာ1000ခွဲထပ်ယူမယ်အဲ့မှာကျွန်တော်တတ်မှတ်ထားရ2000ခွဲယူသွားမယ်ဆိုတဲ့အနေထားကိုကျွန်တော်ပြောရမှာပေါ့နော်ကျွန်တော်မှသွားလာတဲ့အနေထားရှိရဲ့အနေထားကိုနားလည်စေချင်လို့ပါနော်